တရုတ်ရဲ့ Pacific ဒေသလွှမ်းမိုးမှုကိုတွန်းလှန်မဲ့ဂျပန်ရဲ့စက်ကူဒရုန်းနည်းပညာစပွဲတွေရဲ့အစီအမင်းစည်းကမ်းတွေဟာအခုဆိုရင်တော့လုံဝကိုအသက်တဖန်ပြောင်းလဲလာနေပါပြီ။ဒေါ်လာတန်းချီတန်းတဲ့ဒုံးကျည်တွေနေရာမှာဈေးသက်သာပြီးရိုးရှင်းတဲ့နည်းပညာတွေကအစားထိုးနေရယူလာတာပါ။အခုတော့စက်ကူကြက်ဖာတွေနဲ့လှုပ်ထားတဲ့လေယာဉ်တွေဒါမှမဟုတ်စက်ကူထူထူတွေနဲ့ပြုတ်လှုပ်ထားတဲ့တစ်ခါသုံးဒရုန်းတွေဟာဒီစက်ရေးတော်လှန်မှုရဲ့အန်ဩစရာအကောင်းဆုံးရှေ့တန်းမျက်နှာစာဖြစ်လာပါတယ်။ဩစတြေးလျမှာစတင်အခြေတည်ခဲ့တဲ့ဒီနည်းပညာပိုင်းဆိုင်ရာတီထွန်စမ်းသပ်မှုဟာယူကရိန်းရဲ့လက်တွေ့စစ်မြေပြင်အတွေ့အကြုံတွေနဲ့ပေါင်းစပ်ပြီးပိုပြီးအားကောင်းလာခဲ့တာပါ။မဲလ်ဘုန်းအခြေစိုက် SYPACQ System Company ဟာ2023ခုနှစ်မတ်လကလေးကယူကရိန်းနိုင်ငံကို Krovo PPDS လို့ခေါ်တဲ့စက်ကူဒရုန်းအစင်း100စီလှဆင်ထုတ်လုပ်ပို့ဆောင်ပေးနေပါတယ်။နောက်ပိုင်းမှာဒီနည်းပညာဟာအခုဆိုရင်တော့ Pacific ဒေသရဲ့ကံကြမ္မာကိုပါရိုက်ခတ်လာနိုင်တဲ့အခန်းကဏ္ဍမှာပါဝင်လာပါပြီ။အကြောင်းကတော့ယူကရိန်းစစ်မြေပြင်မှာထိရောက်မှုရှိကြောင်းသက်သေပြခဲ့တဲ့ဒီတစ်ခါသုံးဒရုန်းတွေကိုအတူယူပြီးဂျပန်နိုင်ငံဟာသူတို့ရဲ့ရေတပ်ကာကွယ်ရေးမဟာဗျူဟာကိုအကြီးအကျယ်ပြင်ဆင်နေလို့ပါပဲ။ကာကွယ်ရေးဝန်ကြီးရှင်ဂျူဂီကီဆူမူဟာ2026ခုနှစ်ဧပြီလမှာအာကာ မြူ150လို့ခေါ်တဲ့စက်ကူဒရုန်းလေးနဲ့အတူဓာတ်ပုံရိုက်ပြီးတစ်ကမ္ဘာလုံးရဲ့အာရုံစိုက်မှုကိုရယူခဲ့ပါတယ်။ဒီရိုးရှင်းတဲ့ပုံရိပ်လေးဟာတကယ်တော့ဈေးသက်သာပြီးအရေးအတွက်များပြားတဲ့ဒရုန်းစနစ်တွေကိုထုတ်လုပ်မဲ့ဂျပန်ရဲ့မဟာဗျူဟာကိုအတိအလင်းကြီးညာလိုက်တာပါ။တူဂျူအစိုးရကစက်ကိုလီယန်တွေကိုအခွင့်အရေးပေးဖို့ဆုံးဖြတ်လိုက်တဲ့နောက်ကွယ်မှာတော့ပထဝီနိုင်ငံရဲ့အရာရောကုန်ကျစရိတ်အရာပါအားသာချက်တွေရှိနေပါတယ်။အလုံးသိကြတဲ့အတိုင်းတရုတ်နိုင်ငံရဲ့ရည်တည်ချက်တွေကြောင့်ဂျပန်အတွက်အကြီးမားဆုံးစိုးရိမ်စရာအခြေအနေဖြစ်လာပါတယ်။ဒေါ်လာ2000ပဲတန်တဲ့စက်ကိုဒရုန်းလေးတစ်စင်းက Pacific သမုဒ္ဒရာကိုတရုတ်ရဲ့ကိုယ်ပိုင်ကစားကွက်မဖြစ်သွားအောင်တားဆီးပေးနိုင်တယ်လို့လူချိုအစိုးရဟာဒီလိုမျိုးဈေးသက်သာပြီးအသုံးပြုရလွယ်ကူတဲ့နည်းပညာတွေနဲ့ဒေတာရက်အင်သားချင်းခွန်ရှာကိုထိန်းညှိနိုင်မယ်ဆိုတာကိုလည်းနားလည်ထားပါတယ်။တမန်အိမ်ထောင်ပြိဘောကတွေလိုပဲအထုပ်လိုက်ရောက်လာတဲ့ဒီကိရိယာတွေကိုစက်မြေပြင်မှာ9မိနစ်အတွင်းအစဉ်သင့်ဖြစ်အောင်တက်ဆင်နိုင်တယ်လို့တရုတ်ကိုရင်ဆိုင်ဖို့ဂျပန်ကစက်ကိုရီကိုအားကိုးနေတာဟာအပေါ်ယံကြည့်တော့ထူးဆန်းနေနိုင်ပေမဲ့နောက်ကွယ်မှာတော့စနစ်တကျတွက်ချက်မှုတွေရှိနေပါတယ်။ရန်သူ့ရဲ့အဖိုးတန်ခရမ်းမြေကြောက်တွေကိုကိုအတွက်တန်မိုးမရှိတဲ့ပြတ်မှတ်တုတွေပေါ်မှာဖြုံးတေးပြအောင်လုပ်တာဟာစပွဲကိုအနိုင်ယူဖို့အထီရောက်ဆုံးနဲ့အသေးချာဆုံးနေလန်းပါပဲ။အာရှရဲ့အင်အားကြီးတနိုင်ငံဖြစ်တဲ့ဂျပန်ဟာအရင်ကစည်ရည်အလေးအထဟောင်းတွေကိုပြီးဖယ်ထားပြီးတာမန်စက်ကိုစက်ရုံတွေရဲ့ထုတ်လုပ်မှုအပိုင်းကိုအလင်းအမြန်အာရုံစိုက်လာနေပါတယ်။ဒါပေမဲ့တူဂျူကောင်းဆောင်ပိုင်းကိုယူကရိန်းစီကနေအတူယူပြီးစက်ကူဒရုန်းတွေဘက်လှည့်လာအောင်တွန်းသားပြီးခဲ့တဲ့အခြေအနေတွေကလည်းရှိပါသေးတယ်။စပွဲရဲ့အရေးကြီးဆုံးအချိန်တွေမှာယူကရိန်းလုံခြုံရေးတပ်ဖွဲ့တွေဟာစစ်တမိုင်းမှာမှတ်တမ်းတင်ကြရမဲ့ထူးခြားတဲ့စစ်စင်ရေးတစ်ခုကိုလှုပ်ဆောင်ခဲ့ကြပါတယ်။ပြမကတော့နယ်ဆက်ကနေကီလိုမီတာ100အကွာမှာရှိတဲ့ Cross Buster Channel တက်စခန်းနဲ့အဲ့ဒီမှာရှိနေတဲ့ဒေါ်လာတန်းချီတန်တဲ့တိုက်လေယာဉ်ကြီးတွေပါ။အဲ့ဒီကနေဒီစက်ကိုလေယာဉ်တွေဘာလုပ်နိုင်တယ်လဲဆိုတာကိုဂျပန်ကအရင်ဆုံးမြင်တွေ့ခဲ့ရတာပါ။ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကအရာရှိတွေဟာဒီတိုက်ခိုက်မှုကိုအခြေခံပြီးဒီနေ့ခက် Pacific စက်ရေးအခြေအနေတွေကိုစတင်စစ်ဆေးနေခဲ့တာဖြစ်နိုင်ပါတယ်။စစ်ရေးတိုက်ပွဲကာလကတည်းကလေတက်စခန်းတွေကိုရေရာကွန်ရက်တွေနဲ့ကာကွယ်ထားတဲ့ဖောက်ထွန်းလို့မရတဲ့ခံတက်ကြီးတွေဖြစ်သတ်မှတ်ခဲ့ကြပြီးမဲ့ကီယပ်ပြက်လက်ထဲမှာရှိတဲ့လက်တော်စာဒုံလေးတွေကဒီခံတက်ကြီးတွေဟာတကယ်တော့ဘလောက်တောင်ထိခိုက်လွယ်တယ်ဆိုတာကိုတစ်ကမ္ဘာလုံးကိုပြသခဲ့ပါတယ်။ဒီသမိုင်းဝင်တိုက်ခိုက်မှုမှာယူကရိန်းစစ်တပ်ဟာဩစတြေးလျနိုင်ငံထုတ် SYPAQ Corvus PPDS စက်ကူဒုံးတွေကိုအသုံးပြုပြီးရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကိုအငိုက်ဖမ်းခဲ့တာပါ။ဒီစစ်စင်ရေးကြောင့်ရုရှားစစ်တပ်ရဲ့တိုက်လေယာဉ်ကြီးတွေနဲ့အစင်းမြင့်လေကြောင်းရန်ကာကွယ်ရေးစနစ်တွေဟာပြန်တန်းနေတဲ့စက်ကူတွေကြောင့်အကြီးအကျယ်ပျက်စီးခံရတယ်လို့ဆိုကြပါတယ်။ဒါဟာဂျပန်အတွက်လိုအပ်နေတဲ့အချက်လက်တွေစတင်တဲ့နေရာပါပဲ။အရှိတရုတ်ပင်လယ်ပြင်ကအခြေစိုက်စခန်းတွေမှာရှိတဲ့တရုတ်ရဲ့ J20 နဲ့ SU-30 တို့တွေကိုလည်းဒီစက်ကူဒုံးတွေနဲ့ပဲတိုက်ခိုက်နိုင်ပါတယ်။တစ်ဖက်မှာလည်းဒီတိုက်ခိုက်မှုကနေဂျပန်အတွက်ရရှိလိုက်တဲ့အရေးကြီးဆုံးရလဒ်ကတော့ရန်သူ့ကိုထိခိုက်ပျက်စီးစေတာထက်ခက်သက်ဆက်မြေပြင်မှာစက်ကူဒရုန်းတွေရဲ့ထိရောက်မှုကိုသက်သေပြနိုင်ခဲ့တာပါ။တမန်ယူကြရီရာတွေအနေနဲ့ဒီလိုသိငယ်ပြီးတတုမဟုတ်တဲ့ပြတ်မှတ်တွေကိုမဖမ်းမိနိုင်တာဟာကိုပြုတ်နေပညာကိုဒေါ်လာဘီလီယံချီတန်တဲ့လေယာဉ်တွေနဲ့မှရနိုင်တာမဟုတ်ဘူးဆိုတာကိုပြသနေတာပါ။ရေဒါစနစ်တစ်ခုအတွက်အစိုးရဆုံးအိမ်မက်ဆိုကတော့မမြင်ရတာမဟုတ်ပဲမြင်နေရတာကိုပါမှန်မခွဲခြားနိုင်တာပါပဲ။လေကြောင်းကာကွယ်ရေးရေဒါတွေကမိုးကုတ်စဝမ်းမှာပြန်တန်းနေတဲ့ဒီစက်ကူစတွေကိုငှက်တုပ်တွေဒါမှမဟုတ်လေထဲလွတ်နေတဲ့အမိုက်တွေလိုပဲထင်ပြီးလက်လို့ရှုမိနိုင်ပါတယ်။
ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာဘုံတဲထားတဲ့ဒရုန်းတွေကြားထဲမှာလက်နက်မပါတဲ့ပြတ်မှတ်တုတွေကိုရောနှောပြီးရန်သူကာကွယ်ရေးစနစ်ကိုလုံးဝဒုက္ခပေးခဲ့တာပါဂျပန်အနေနဲ့လည်းဒီလိုမျိုးအုပ်စုလိုက်တိုက်ခိုက်တဲ့အနေနဲ့လှည့်စားတဲ့အနေကိုစန်ကာကိုကျွန်းစုတွေနဲ့ရူဂျိုကျွန်းတန်းတွေမှာရှိတဲ့တရုတ်ရေတပ်ကိုရင်ဆိုင်ဖို့အသုံးချနိုင်ပါတယ်ဒီအခြေအနေတွေကဂျပန်ကာကွယ်ရေးအရာရှိတွေကိုချက်ချင်းလှုပ်ရှားရှားဖြစ်စေခဲ့ပါတယ်ယူကရိန်းရှီရန်ကနေရရှိခဲ့တဲ့အဖို့တန်အချက်လက်တွေဟာပစိဖိတ်သမုဒ္ဒရာအပေါ်မှာဖြစ်လာနိုင်တဲ့စပွဲအတွက်ပထမဆုံးပုံကျန်းဖြစ်လာခဲ့တာပါအခုဆိုရင်တော့တူတူအစိုးရဟာထိုင်ဝမ်ရေလက်ကြားကတရုတ်ရဲ့ကုန်းငယ်နှစ်သွဲသွားတံဘောတွေမကူရေလက်ကြားကဖျက်တံဘောတွေနဲ့စန်ကာကိုကျွန်းစုတဝိုက်ကလီတက်စခန်းတွေကိုဒီစက်ကူဒရုန်းတွေနဲ့ရင်ဆိုင်ဖို့စိတ်ကူးနေပါပြီတနည်းအားဖြင့်ဂျပန်အတွက်တော့စက်ကူဒရုန်းတွေဟာဇီပေါ်တဲ့လက်နက်တစ်ခုတင်မဟုတ်တော့ပဲပစိဖိတ်ဒေသတွေရဲ့အင်အားချင်းခွန်ရှာကိုအသက်ပြန်ရေးမဲ့မဟာဗျူဟာမြောက်လက်နက်တွေဖြစ်လာပါတယ်ဒီအချက်မှာပဲတူတူဟာပိုပြီးထိရောက်တဲ့ခြေလှမ်းတွေကိုလှမ်းလာပြီးသူတို့ရဲ့ကာကွယ်ရေးမဟာဗျူဟာကိုမကြုံစဖို့နည်းပညာအရှိန်အဟုန်နဲ့အဆင့်မြင့်တင်လိုက်ပါတယ်အကြောင်းကဂျပန်လိုလူဦးရေဦးမင်းလာတဲ့နိုင်ငံတွေအတွက်ရှေ့တန်းကိုပို့ဖို့ဆက်သားလိုငယ်ရှာဖွေရတာတွေဟာပိုပြီးတော့ခက်ခဲလာလို့ပါဒီလိုဦးရေပြဿနာတွေကြောင့်ပဲတူတူအစိုးရဟာလူရင်းသားအစားညံရည်တု AI အခြေခံတဲ့တခါသုံး drone စနစ်တွေမှာအကြီးအကျယ်ရင်းနှီးမြှုပ်နှံလာရတယ်လို့ဂျပန်ကာကွယ်ရေးတပ်ဖွဲ့ရဲ့သမောတွေမှာကမ္ဘာအဆင့်မြင့်ဆုံးလက်နက်တွေနဲ့ရေဒါတွေရှိနေပေမဲ့အဲ့ဒီသမောတွေကိုမောင်းနှင်မဲ့လူငယ်စစ်သားအရေးအတွက်တွေကတော့နှစ်စဉ်ရှော့နဲလာနေပါတယ်ဒီလူရင်းသားရှားပါမှုပြဿနာကြောင့်ပဲအီယာကာမိုအီလိုစနစ်တွေဟာလက်နက်တစ်ခုထပ်ပိုပြီးဂျပန်စစ်တပ်အတွက်တော့ရှင်တန်ရေးအာမခံချက်တစ်ခုလိုဖြစ်လာပါတယ်ဂျပန်ရဲ့2026ဘဏ္ဍာရေးနှစ်ကာကွယ်ရေးဘတ်ဂျက်မှာ drone စနစ်တွေအတွက်တင်ဒေါ်လာ 1.9 ဘီလီယံအထိ30ဖို့လျာထားတာပါဒီသမိုင်းဝင်ဘတ်ဂျက်တူမြန်မှုဟာအရင်နှစ်ထက်3ဆလောက်ပိုများလာတာဖြစ်ပြီးစစ်တပ်ရဲ့အတွေးခေါ်ပြောင်းလဲသွားတာကိုသက်သေပြနေတာပါ။ Air Camoe Company ကထုတ်လုပ်တဲ့ဒေါ်လာ2000ကနေ2500ကြားပဲကုန်ကြတဲ့150 model ဟာဒီဘတ်ဂျက်တွေနဲ့အစိမ်းမြောင်မြန်းချက်တွေရဲ့ရလဒ်တစ်ခုဖြစ်တယ်လို့ယေဆူခါနိုင်တဲ့အထူးအပေါ်ရန်လွှာကြောင့်လေထဲမှာမိနစ်80လောက်ပြန်တန်းနိုင်ပြီးပြတ်မှတ်စီကိုတိတ်တိတ်ဆိတ်ဆိတ်နဲ့ဘေးကင်းကင်းသွားနိုင်ပါတယ်။တနအီကီလိုမီတာ100နှုန်းနဲ့သွားနိုင်တဲ့ဒီစက်ကိုလေးဟာ1.5 ကီလိုဂရမ်လောက်ရှိတဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဒါမှမဟုတ်အဆင့်မြင့်အာယုံခံကိရိယာတွေကိုသယ်ဆောင်နိုင်တဲ့အပြင်ဒီကိရိယာတွေကအသုံးပြုပုံတစ်မျိုးတည်းမဟုတ်ပါဘူး။သူတို့ရဲ့အောက်မှာဗာတက်ဆင်ပေးလိုက်တယ်ဆိုတဲ့အပေါ်မူတည်ပြီးတာဝန်တွေကိုချက်ချင်းပြောင်းလဲနိုင်ပါတယ်။ကင်မရာတက်ရင်တော့စပိုင်လေယာဉ်ဖြစ်သွားပြီးဘုံတက်ရင်တော့ဖြစ်အားပြင်းဒုံးကြီးဖြစ်သွားမှာပါ။ဘာမှမတက်ရင်တော့ရန်သူ့ကိုအာယုံပြောင်းစေတဲ့လေယာဉ်ဖြစ်သွားပါတယ်။ဂျပန်ရေတပ်ကာကွယ်ရေးတပ်ဖွဲ့တွေဟာဒီတစ်ခါသုံးကိရိယာတွေကိုရေတပ်လေ့ကျင့်ခန်းတွေမှာအသုံးပြုနေပြီဖြစ်ပြီးဒီ drone တွေကိုလေ့ကျင့်ခန်းတွေမှာပြတ်မှတ်အဖြစ်အသုံးပြုတာဟာဂျပန်စစ်သားတွေအတွက်နောက်တစ်ချိန်မှရင်ဆိုင်ရမယ် drone စစ်ပွဲတွေအတွက်တော့လက်တွေ့အတုအကျုံကိုရရှိစေပါတယ်။ဒေါ်လာတန်းချီတန်တဲ့စပက်ဆိုင်ရာစက်ရုံတွေအစားတာမန်အယက်သား39စက်ရုံတွေမှာတင်တစ်နေ့ကိုအစင်ပေါင်းထောင်နဲ့ချီထုတ်လုပ်နိုင်ပါတယ်။ပြည်နယ်ဆက်ရှိတဲ့ကွန်တိန်နာတစ်လုံးထဲမှာ drone အစင်900ကျော်ဆန်တာကြောင့်စက်တပ်တွေအတွက်အကြေမဆုံးဖြစ်တဲ့တယူပို့ဆောင်ရေးပြဿနာကိုလည်းဖြေရှင်းပေးနိုင်ပါတယ်။နိုင်ငံတွေအကြားတရိုက်နည်းပညာလွှဲပြောင်းပေးတာမျိုးမဟုတ်ပဲဂျပန်အင်ဂျင်နီယာတွေဟာဒီအယူဆကိုနမူနာယူပြီးသူတို့ရဲ့ရည်တက်လိုအပ်ချက်တွေနဲ့ကိုက်ညီအောင်ပြုပြင်မွမ်းမံခဲ့ကြတာပါ။ပစိဖိတ်သမုဒ္ဒရာရဲ့ကျွန်းစုကြီးတွေအကြားမှာဒီလိုဈေးသက်သာပြီးမြန်ဆန်တဲ့အပြင်ရေဒါမှလည်းမမိနိုင်တဲ့ကိရိယာလေးတွေဟာအကောင်းဆုံးစရိတ်အဖြစ်တစ်ခုဖြစ်လာခဲ့ပါတယ်။တစ်ဖက်မှာလည်းဒီကတ်ထူ drone တွေကိုတိစောက်ရတာကတကယ့်ကိုလွယ်ကူမြန်ဆန်လွန်းပါတယ်။ရိုးရိုး drone တွေရဲ့ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေဟာရှားပါသတ္တုတွေရှုပ်ထွေးတဲ့ electronic ထောက်ပံ့ရေး concept တွေနဲ့လာနဲ့ချီကြတဲ့တက်ဆင်မှုတွေအပေါ်မူတည်နေပေမဲ့ကတ်ထူ drone တွေကတော့အရက်ဘက်စစ်မှုလုပ်ငန်းတွေမှာရှိပြီးသားထုတ်လုပ်မှုစွမ်းအားတွေကိုနေ့ချင်းညချင်းစက်တင်သားအဖြစ်ပြောင်းလဲပေးနိုင်ပါတယ်။စပွဲတစ်ခုမှာရန်သူ့နိုင်ငံရဲ့အလူမီနီယံစက်ရုံဒါမှမဟုတ် microchip စက်ရုံတွေကိုတိုက်ခိုက်တာကဒီနိုင်ငံရဲ့တိုက်ခိုက်စွမ်းရည်ကိုတိုက်ရိုက်ထိခိုက်စေနိုင်တယ်လို့စပွဲအတွင်းမှာခရမ်းမီကျောက်စက်ရုံကိုတိုက်ခိုက်တာကရှီရန်စစ်မြေပြင်ကိုပိတ်ဆို့နိုင်ပေမဲ့အဲ့ဒီနိုင်ငံမှာရှိတဲ့ရာနဲ့ချီတဲ့တာမန်ထုတ်ပိုးမှုစက်ရုံတွေကိုတော့တပြိုင်နက်တည်းတိုက်ခိုက်ဖို့ကမဖြစ်နိုင်တော့ပါဘူးဒီလိုပြန့်ကျဲနေတဲ့ထုတ်လုပ်မှုကွန်ရက်ကကတ်ထူ drone တွေကိုတားဆီးလို့မရတဲ့အပြင်တိုက်ခိုက်ဖို့လည်းခက်ခဲတဲ့အချိုးမငယ်တဲ့အင်အားတစ်ခုဖြစ်လာစေတာပါသူတို့ရဲ့ရိုးရှင်းတဲ့ကိုပိုင်ပြန်တမ်းမှုစနစ်တွေကြောင့်ခက်မီ electronic စက်စင်ရေးတွေကိုလည်းခုခံနိုင်စွမ်းရှိပြီးကျူတူဆက်သွယ်ရေးပြတ်တောက်သွားတာဒါမှမဟုတ်လိုက်နှောက်ယှက်မှုတွေနဲ့ကြုံရရင်တောင်းဒီကတ်ထူ drone လေးတွေဟာကျူတင်ထက်သွန်းထားတဲ့လမ်းကြောင်းအတိုင်းဆက်သွားနေကြမှာပါပစိဖိတ်ဒေသလိုကျဲပြောလာတဲ့ electronic နှောက်ယှက်မှုတွေပြင်းထန်နိုင်တဲ့နေရာမျိုးမှာရှုပ်ထွေးတဲ့စနစ်တွေထက်ဆိုင်ရင်ဆက်သွယ်ရေးပြတ်တောက်သွားတာတောင်းဆက်သွားနေမဲ့လက်နက်ကပိုပြီးတန်ဖိုးရှိပါတယ်ဘလို့အချက်ပြတ်မှုမှမထုတ်လွတ်သလိုအပြင်မှာလည်းဆက်သွယ်မှုမှမလုပ်တဲ့
ပြတ်မှတ်တွေရှိမှအစင်မြင့် electronic နှောက်ယှက်ရေးစနစ်တွေဟာလုံးဝအလုံးမလုပ်ပါဘူးဒီလိုဈေးသက်သာပြီးပြန်ကျဲနေတဲ့စနစ်ဟာစပွဲရဲ့ကုန်ကျစရိတ်ကိုတိတိတသားရှော့ချနိုင်ပေမဲ့ရန်သူရဲ့ကာကွယ်ရေးကုန်ကျစရိတ်ကိုတော့အစမတန်မြင့်တက်သွားစေပါတယ်စည်ရေးဝါဟာရအရာ expendable warfare အလွယ်တကူဆင့်လွတ်နိုင်တဲ့စစ်စင်ရေးလို့ခေါ်တဲ့ဒီစနစ်သက်ဟာအလီအလွတ်တွေကိုအားနည်းချက်အဖြစ်မဟုတ်ပဲတိုက်ခိုက်လက်နက်အဖြစ်တရက်အသုံးချလိုက်တာပါယူစပွဲတွေမှာစက်ဘူချုပ်တွေကသူတို့ရဲ့တန်ဖိုးအရှိဆုံးစက်ကရိယာတွေကိုကာကွယ်ဖို့စူးစမ်းကြပေမဲ့ဒီပြဟာအသစ်မှာတော့ဘူချုပ်တွေဟာသူတို့ရဲ့ unit ရာပေါင်းများစွာကိုမသိနိုင်တဲ့အန်ဒရယ်တွေစီတမင်တကာဆေးရွက်ကြမှာပါစတေးရရတဲ့ကတ်ထူလီယင်တိုင်းဟာအစားထိုးဖို့လနဲ့ချီကြပြီးဒေါ်လာတန်းနဲ့ချီတန်တဲ့ရန်သူလေးချောင်းရန်ကာကွယ်ရေးဒုံးကျည်တွေကိုကုန်ခန်းသွားစေနိုင်တယ်လို့ဂျပန်ဘက်ကလည်းဒီအချက်တွေနဲ့အာသာချက်တွေကိုသိထားလို့ကတ်ထူလီယင်တွေကိုပိုပြီးစိတ်ဝင်စားလာကြတာပါအထူးသဖြင့်တစ်နှစ်ထက်တစ်နှစ်တိုးတက်လာတဲ့ပေကျင်းရဲ့အနည်းပညာတွေကတူကျူရဲ့စိတ်ဝင်စားမှုကိုပိုပြီးမြင့်တက်လာစေပါတယ်ဒီနေ့ခန့်မှာတရုတ်ရေတပ်သားဖိစမစ်သမုတ်တရားထဲမှာမကြုံစပူးမြန်ဆန်တဲ့သမုတ်တီဆောက်ရေးစီမံကိန်းတွေကိုလှုပ်ဆောင်နေပြီးကမ္ဘာအကြီးဆုံးရေတပ်အင်အားစုဖြစ်လာဖို့အရှိန်အဟုန်နဲ့တက်လှမ်းနေပါတယ်။ပေကျင်းအစိုးရဟာသူတို့ရဲ့ကန်ယိုရန်ကိုချီကပ်လာတဲ့ဘလူပင်ပတ်အင်အားစုကိုမစိုးဒေါ်လာဘီလီယံချီတန်တဲ့သမောဖြတ်ဒုံးကျည်တွေနဲ့ EM ရေတပ်စုကြီးတွေကိုသုံးပြီးဟန်တာဖို့အစီအစဉ်ထားတယ်လို့တရုတ်ရဲ့ကြောက်စရာကောင်းတဲ့ရေတပ်အင်အားကိုကြော်ဖြတ်ဖို့စ조사ရမှာအရေးအပါဆုံးအတားအဆီးတစ်ခုကတော့ဂျပန်နဲ့သူ့ရဲ့အနောက်တောင်ဘက်ကျွန်းစုတန်းတွေပါပဲ။ဒူကျူရဲ့ဗျူဟာတစ်နောက်ွယ်မှာဒေတာရန်တရုတ်ရဲ့ပုံမပြင်းထန်လာတဲ့ရေတပ်လှုပ်ရှားမှုတွေပေါ်စိုးရိမ်မှုတွေရှိနေပါတယ်။ထိုင်ဝမ်ကိုကျူးကျော်မဲ့အခြေအနေမျိုးမှာဂျပန်ရဲ့အနောက်တောင်ဘက်ကျွန်းစုတွေစီစမီကူးဆက်လာဖို့ကလည်းရှောင်လဲလို့မရနိုင်ပါဘူး။ပေကျင်းကထိုင်ဝမ်ကိုပိတ်ဆို့ဖို့အတွက်ကုန်းရီနှစ်သွဲတန်း၃တပ်ဖွဲ့ကြီးကိုပြင်ဆင်နေချိန်မှာဒီရေတပ်စုရဲ့လုံခြုံရေးအတွက်ကောင်းကင်မလီကျောင်းအသာစီးရဖို့လုံးဝလိုအပ်ပါတယ်။ကျုံငယ်လေးပေါင်း6000ကျော်ကိုကာကွယ်ရမယ့်ရေတပ်အတွက်ဒေါ်လာဘီလီယံနဲ့ချီတန်တဲ့စက်သမောကြီးတွေတင်မလုံလောက်တော့တလို့ဒီလိုအချက်တီးကာလမှာလူမဲ့လေရင်ရာပေါင်းများစွာရဲ့စုပေါင်းတိုက်ခိုက်မှုကအင်အားချင်းခွန်ရှာကိုလုံးဝပြောင်းလဲပြတ်နိုင်ပါတယ်။တရုတ်ရဲ့လေကြောင်းရန်ကာကွယ်ရေးသမောတွေဟာဝီဟင်ကချီကလာတဲ့အဆက်ပြောက်လေးရာပေါင်းများစွာကိုတွေးလိုက်ရတဲ့အခါသူတို့ရဲ့ရေရာတွေမှာကြီးမားတဲ့ရှုပ်ထွေးမှုတွေဖြစ်လာနိုင်ပါတယ်။ကတ်ထူလီယန်တွေရဲ့အရေးကြီးဆုံးတာဝန်ကတော့ရေရာကြီးတွေမှာမမြင်ရပဲရန်သူရေတက်စုထိတိတ်တဆိတ်ချီကသွားပြီးချက်ချင်းတရင်အချက်လက်စုဆောင်ဖို့ပါ။ထော်လိုင်းတာဝန်တွေအပြင်ပေကျင်းအတွက်တကက်ထိတ်လန့်စရာစည်ရည်အခြေအနေကတော့ရန်သူကောင်းကင်မှာဒီဒရုန်းအတုထောင်ပေါင်းများစွာတပြိုင်နက်တည်းပြင်းနှက်သွားတာပါပဲဈေးကြီးတဲ့တရုတ်လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေဟာဒေါ်လာ2000တန်ကတ်ထိုပြားတွေကိုပဲအစစ်အမှန်လို့ထင်ပြီးပြစ်ချရမယ့်အခြေအနေမျိုးကြုံရနိုင်ပါတယ်အစစ်မင်ပန်စီယာလေကြောင်းရန်ကာကွယ်ရေးစနစ်တစ်ခုလုံးဟာဒုံးကျည်12စင်းပဲတက်ဆင်နိုင်တာကြောင့်ကတ်ထိုလေရင်200လောက်ကတပြိုင်နက်တည်းချီကလာတဲ့အခါလုံးဝလက်နက်ချလိုက်ရတယ်လို့ဖြစ်သွားနိုင်ပါတယ်အယမနာတီတီကနေတမောကြီးတွေအပေါ်တပြိုင်နက်တည်းဆင်းသက်လာမဲ့ဒီကရိယာလေးတွေဟာရန်သူရဲ့ကာကွယ်ရေးစနစ်တွေကိုပြိုလဲသွားစေမဲ့အပြင်ဒေါ်လာတန်းချီတန်တဲ့ဒုံးကျည်တွေနဲ့ပြတ်ချလိုက်ရင်တောင်းပြတ်မှတ်ကိုထိသွားပြီမဲ့စီးပွားရေးအရာတော့ရန်သူကအကြီးအကျယ်ရှုံးနိုင်သွားတာပါပဲပေကျင်းရဲ့ EM Type 055အစစ်မီဖြတ်တမောကြီးတွေဟာခံတက်ကြီးတွေလိုပြင်းလဲပြမသွားလာနေပြီမဲ့အဲ့ဒီခံတက်တွေရဲ့ခရမ်းတိုက်တွေကတော့အကန့်အသတ်ရှိပါတယ်တရုတ်စက်သမောတွေပေါ်ကဒုံးကျည်ပြစ်စင်တွေအားလုံးကုန်သွားပြီဆိုရင်အဲ့ဒီသမောကြီးတွေဟာအန်ဒရယ်ရှိတဲ့သမုဒ္ဒရာရေပြင်ထဲမှာခရမ်းပြန်ပြီးဖို့မဖြစ်နိုင်တော့ပါပဲဂျပန်ရဲ့တကယ်အစီအစဉ်ကတော့အီယာမတရုတ်ရေတပ်ကြီးဆက်မြေပြင်ကိုမရောက်ခင်မှာပဲဒီဇီပေါ်တဲ့ကတ်ထိုဒရုန်းအုပ်စုတွေနဲ့ရင်ဆိုင်စေပြီးသူတို့ရဲ့ဒုံးကျည်တွေကိုအလားအဖြစ်အောင်လုပ်ဖို့ပါခရမ်းတွေကုန်သွားပြီးရေရာတွေကလည်းဝီဝါကုန်တဲ့အပြင်သမောသားတွေလည်းနွမ်းနယ်နေတဲ့တရုတ်ရေတပ်အုပ်စုတွေဟာထိုင်ဝမ်ကမ်းခြေကိုရောက်တဲ့အချိန်မှာဆက်ရှုံးနေပြီဖြစ်လို့ကတ်ထိုဒရုန်းတွေကဖန်တီးလိုက်တဲ့ဒီအချိုးမငယ်တဲ့အင်အားဟာပစိဖိတ်ဒေသရဲ့ပထမကျွန်းစုတန်းကိုတရုတ်ရေတပ်အတွက်ကြော်ဖြတ်လို့မရတဲ့တိမ်မင်းတမန်ထောင်ချောက်ကြီးဖြစ်သွားစေနိုင်ပါတယ်။ PLA ကထိုင်ဝမ်ကိုကုန်းရီနှစ်သွဲသုံးသမောတွေနဲ့ချီကပ်လာချိန်မှာဂျပန်ကျွန်းစုတွေကနေပြန်တက်လာမဲ့ကတ်ထိုဒရုန်းတောင်ပေါင်းများစွာဟာရန်သူရေတပ်ရဲ့အရှိန်ကိုရှော့ချနိုင်တယ်လို့စစ်သွေးရေးကွန်ရက်တွေကိုလည်းပိတ်ဆို့ပြစ်နိုင်ပြီးဈေးကြီးတဲ့ဒုံးကျည်တွေကိုသမုဒ္ဒရာအလဲမှတင်ကုံဆုံးသွားစေနိုင်ပါတယ်။သမောပေါ်မှာစောင့်နေတဲ့စစ်သားတွေအတွက်လည်းကောင်းကင်ကနေတိတ်တိတ်ဆိတ်ဆင်းသက်လာမဲ့ရေရမှာလည်းမမြင်ရတဲ့ပောက်ကွဲစေတတ်တဲ့ကတ်ထိုဒရုန်းရာပေါင်းများစွာဟာစိတ်ပိုင်းဆိုင်ရာအရာအကြီးအကျယ်ခြောက်လှန့်နိုင်ပါတယ်။ဂျပန်ကတိစောက်လိုက်တဲ့ The Expendable Wars အလွယ်တကူဆွန့်လွတ်နိုင်တဲ့အတားအဆီးဟာဒေါ်လာဘီလီယံချီတန်တဲ့လေရင်တင်သမောကြီးတွေထက်တောင်ပိုပြီးဟန်တားနိုင်စွမ်းရှိနေတာပါဒီဒရုန်းတွေကနှစ်မြုပ်လို့ရတဲ့သမောကြီးတွေမဟုတ်ပဲဘယ်နေရာကနေမစိုးအချိန်မရွေးမှုလိုပေါက်လာနိုင်တဲ့အစုံမရှိတဲ့အနောက်ရှက်တွေဖြစ်နေတယ်လို့တစ်ဖက်မှာလည်းဂျပန်တင်မကပဲအာရှဒေသတစ်ခုလုံးကဒီဇီပေါ်ပြီးဖြစ်အားပြင်းတဲ့စပွဲနီးပညာတက်ကိုသတိထားမိလာကြပါတယ်
တကယ်တော့ Pacific ဒေသကဒီလိုအင်အားမမျှတမ်းမှုဟာနေတိုးပြူဟာမှုတွေရဲ့အာယုံစိုက်မှုကိုတောင်ရရှိခဲ့ပြီးဥရောပတိုက်မှာလည်းအလားတူစနစ်တွေကိုအရေးပေါ်တည်ဆောက်ဖို့တောင်းဆိုမှုတွေရှိလာပါတယ်။တောင်ကိုရီးယားကတော့သူတို့ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ Papi drone model ကိုစမ်းသပ်ပြီးစက်တက်မှာစတင်အသုံးပြုနေပြီဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုအလွန်ပေါ်ပါတဲ့ကိရိယာလေးတွေမှာတော့ပြင်းထန်တဲ့ပင်လယ်လီဒါမှမဟုတ်မုန်တိုင်းတာကိုမခံနိုင်တဲ့ရုပ်ပိုင်းဆိုင်ရာအားနည်းချက်တွေကတော့ရှိပါတယ်။ဒါပေမဲ့စက်မြေပြင်မှာသူတို့ကိုဆုံးရှုံးလိုက်ရတာကငွေကြေးအရာဘာမှအနာကျင်စရာမရှိတာကြောင့်စက်ဗိုလ်ချုပ်တွေအတွက်တော့ဒီယာတီအိုတို့ဆိုင်ရာအားနည်းချက်တွေကဘာမှမဟုတ်တော့ပါဘူး။ပြောရရင်တော့ခက်သက်စက်မြေပြင်မှာအရေးအသွေးထက်အရေးအတွက်ကတင်ချာနီးကြအသာစီးရလာတာဖြစ်ပါတယ်။ဂျပန်ရဲ့ဒီလိုဈေးသက်သာပြီးအလွယ်တကူဆွလွတ်နိုင်တဲ့လက်နက်ပြိုင်ပွဲနဲ့ဝယ်ရောက်လာမှုဟာပစိဖိတ်ဒေသရဲ့ဟန်တာနိုင်စွမ်းကိုအစင်သက်တစ်ခုစီခေါ်ဆောင်သွားတယ်လို့အခုဆိုရင်စက်တက်တွေဟာအစင်မြင့်တဲ့လေရင်တွေတင်မကတော့ပဲကောင်းကင်တစ်ခုလုံးကိုတိုင်တိုက်ကြီးလိုဖုံးလွှမ်းသွားမဲ့ကတ်ထူတက်တာပြန်ထောင်ပေါင်းများစွာကိုပါကြောက်လန့်နေရပြီဖြစ်ပါတယ်။ပြောရရင်တော့စပွဲတစ်ခုရဲ့အနိုင်ရရှိသူဟာတောက်ပပြောင်လက်နေတဲ့လက်နက်တွေပြိုင်ဆိုင်ထားသူမဟုတ်တော့ပဲရန်သူကအသက်သာဆုံးတဲ့အပင်ပန်းဆုံးနီးလန်းတွေကိုတုံးပြီးတိုက်စားနိုင်သူတွေဖြစ်လာတော့မှာပါ။ယူကရိန်းရဲ့အတွေ့အကြုံတွေကနေဒါကိုတက်သေးပြခဲ့တယ်လို့ဂျပန်နိုင်ငံကစနစ်တကျဆက်အယူဝါဒအဖြစ်ပြောင်းလဲကျင့်သုံးလာခဲ့တဲ့ဒီအယူဆဟာကမ္ဘာတက်မတော်အားလုံးအတွက်မလိုက်နာမဖြစ်တဲ့စံနှုန်းတစ်ခုဖြစ်လာစေနိုင်ပါတယ်။အနာဂတ်ဆက်မြေပြင်တွေမှာအီယာမတိုက်လေရင်ကြီးတွေနေရအစားထိုးဝင်ရောက်လာမဲ့ဒီလိုစီပေါ်ပြီးအပြက်စီးခံနိုင်တဲ့စနစ်တွေဟာအခြေအနေအရရက်ကိုအလုံးစုံပြောင်းလဲပြတ်နေပါပြီ။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး Mix တို့ရဲ့အမြင်ကိုလည်း comment မှာရေးပေးခဲ့ကြပါအောင်နော်။ကြည့်ရှုအားပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။